ဒီဗီဒီယိုကနေပြီးတော့ငလင်တန်တဲ့နဲ့စီကလူတွေအကူအညီတေးသေးလေးရမယ်ဆိုရင်တော့မှပဲကျေနပ်ပါတယ်ဒီငလင်ကြီးရုပ်တရက်ဖြစ်သွားတဲ့အခါမှာကိုယ့်ရဲ့လက်ရှိဘဝကနေရုပ်ချီးပြောင်းလဲသွားမယ်နောက်ပြီးလို့ရှိရင်မိသားစုတွေပါမယ်ချစ်ခင်ရသူတွေပစ္စည်းဥစ္စာတွေတသက်လုံးကြိုးကြိုးစားစားလောက်ကန်ရှာဖွေထားတာတွေကလည်းပါလာမယ်အဲ့လိုဆိုအားလုံးကရုပ်တရက်စောက်တည်ရများဖြစ်သွားနိုင်ပါတယ်ဒီအချိန်မျိုးမှာတကယ်လို့ mentally စိတ်ပိုင်းဆိုင်ရာအကူအညီရုပ်ပိုင်းဆိုင်ရာအကူအညီလည်းယူပေးကြပါလို့တောင်းဆိုချင်ပါတယ်နောက်ပြီးတော့ရေနစ်သူကိုဝါကူမထိုးကြပါနဲ့နောက်ပြီးတော့စေတနာသူများမတတ်တာတဲ့ဟာတွေကိုမစားကြပါနဲ့လို့လည်းခါရဲပြောချင်ပါတယ်အဲ့ဟာတွေစားလို့ရှိရင်လည်းကြချေမခံပါဘူးနောက်ပြီးတော့ပြည်သူတွေကအများကြီးပဲအကူအညီလိုနေတဲ့အတွက်ဘယ်သူမဆိုနှမ်းတစ်စေးရနေဖြစ်ဖြစ်ကူညီပေးလို့ရပါတယ်ရေငတ်နေတဲ့သူတို့ကကြတော့ရေတေးတစ်ခွက်ကလည်းပဲထိရောက်လို့ပါနောက်တစ်ခုကကြတော့ဒီတိရတလောက်ဆိုလို့ရှိရင်နောက်ပိုင်းသူတို့တွေပြန်နေထူထောင်ဖို့အတွက်ဆိုလို့ရှိရင်အကူအညီတွေအများကြီးလိုအောင်ပါအဲ့ဒါကြောင့်မို့လို့ကူညီပေးရပါမယ်ပြန်လဲထူထောင်ရေးအတွက်လည်းကူညီပေးရမယ်နောက်ပြီးတော့ပြည်သူကနေပြည်သူကိုအချင်းချင်းဆွဲကူပေးရပါမယ်သိပါတယ်ပြည်သူတွေအားလုံးလည်းအဆင်မပြေကြဘူးဆိုတာဒါပေမဲ့လည်းအားလုံးအတူတူယုံထွက်လို့ရပါတယ်ပြပုံတွေကနေပြီးတော့ဒီ finish နဲ့ထွက်လာတယ်လို့မျိုးအားလုံးကအတူတူယုံကန်နဲ့ထွက်လာလို့ရပါတယ်အဓိကကတော့ဒီထိခိုက်သွားတဲ့လူတွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့သူတွေကိုပြန်ပြီးတော့ထူထောင်စေချင်ပါတယ်တော့အားလုံးအချင်းချင်းနဲ့စီးလုံးညီညွတ်မှုရှိကြစေချင်ပါတယ်တချို့တွေအင်တာနက်မှာအမှားလေးတွေတွေ့တဲ့အခါမှာဝိုင်းပြီးဆဲတာမျိုးတွေရှိတဲ့အစားသူအဲ့လိုမျိုးသူ့ကိုငါတို့ဘလို့အမှန်ပြင်ပေးမလဲဆိုတဲ့စိတ်ထားလေးလည်းရှိဖို့အတွက်ပြောဆိုချင်ပါတယ်နောက်အဓိကတော့ဒီငလင်တန်တဲ့နေရာလူတွေကိုပါပြန်ပြီးတော့ထလာပေးပါထလာနိုင်မယ်လို့လည်းယုံကြည်ပါတယ်ဘာလို့ဆိုဒီနေ့အထိတောင်ရှောက်ခဲ့ပြီးပါပြီဒီကိစ္စကြီးကိုလည်းကျော်လွှားခဲ့ပြီးပြီဆိုတော့ဒါပေမဲ့ပြောနေတာကမလွယ်ဘူးဆိုတာသိပါတယ်ဘာကြောင့်ဆိုကျမအသက်အရွယ်ရောက်ကြုံတွေ့ပူတာတွေလည်းရှိတော့နားလဲပါတယ်ဒါပေမဲ့အဲ့ဒီလူတွေကိုလည်းကူညီနိုင်တဲ့အဲ့လိုမျိုးလူအဖွဲ့အစည်းအတိုင်းဝိုင်းနဲ့မြန်မာနိုင်ငံကိုဖြစ်စေချင်ပါတယ်အဲ့ဒီလူတွေကိုလည်းပြန်ပြီးထလာစေချင်ပါတယ်